ကိုလိုလိုအောင်မြင်ဖို့အတွက်ငွေရဖို့အတွက်ဆိုရင်လူသေးအလောင်းကြီးတွေကိုအနီးကပ်ဗီဒီယိုရိုက်ပြီးတော့ရုပ်သံ channel တွေကိုပြန်ရောင်းစားမဲ့အလုပ်ကိုတွေးအေးနဲ့လုပ်နိုင်မလားဒီစကားမှာမင်းသား Jake Gyllenhaal ကညဘက်တင်မှာဒါ night crawler ဆိုတဲ့အလုပ်ကို तू ကလုပ်တယ်ရဲတွေစုံထောက်တွေမရောက်ခင်မှာ तू ကဥအောင်အဲ့နေရာကိုသွားတယ်အဲ့ဒီအလောင်းကောင်ကြီးကိုဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ခုနကပြောတဲ့ရုပ်သံ channel တွေကိုအစိုးဆုံးပုတ်ပြီးတော့ရောင်းစားတယ်နောက်ပိုင်းမှာဘလောက်ကြီးစိုးလာလဲဆိုရင်လူသေးအလောင်းကြီးတွေကိုကိုယ်တိုင်ရွှေ့တယ်နောက်တစ်စက်ပိုဆိုးတာကလူဆိုးခိုင်းတွေမှောင်ကိုခိုင်းတွေနဲ့ပါပူပေါင်းပါဝင်ပတ်သက်လာတယ်ဇက်ကွက်တွေသူ့ကိုယ်တိုင်ဖန်တီးလာတယ်စိတ်စားဆန်တဲ့ပုံစံတွေဖြစ်လာတယ်ဆိုတော့ဒီစကားကိုကိုလူလိုစိတ်ဝင်စားရဲဆိုရင် night crawler ဆိုပြီးတော့ရှာကြည့်လို့ရတယ် IMDb rating က H.2 ထိရထားတယ်ကျန်တာတော့ဆက်မပြောတော့ဘူးကိုယ်တိုင်ကြည့်ရှုခံစားဖို့အတွက်ကြံပေးပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်